ဒီသူ့မှာပါတဲ့ဘက်ထရီကကျွန်တော်တို့ကောင်းလားမကောင်းလားဒါလည်းကျွန်တော်တို့နောက်မှကျွန်တော်တို့ကောင်းလားမကောင်းလားစမ်းမယ်လောလောဆယ်ဒီ DC power supply ဟာဘက်ထရီတစ်လုံးလိုမျိုးအလုပ်လုပ်တာဖြစ်တဲ့အတွက်ဘက်ထရီတစ်လုံးမှာစာလေးတွေပါသူဆိုရင်ဒီဘက်ထရီဆိုရင်ကြာတော့ကြာပါပြီလောလောHuawei G930လားမသိဘူးเนาะသူ့ရဲ့ဘက်ထရီမှာရေးထားတာက3.8 volt เนาะ2.3 ampere ဘို့အနေနဲ့3.8 volt ampere အနေနဲ့က2300 power တစ်လုံးကိုနှိုးပြီးဆိုရင်လောလောဆယ်ဒီလိုဘက်ထရီမှာပါတဲ့ ampere တိုင်းကျွန်တော်တို့ကနှိုးပေးရမှာဒီထက်နည်းနည်းလေးပိုသွားတော့4.2လောက်ဆိုရင်ဒါအဆင်ပြေတယ်ဘာမှမဖြစ်ဘူးเนาะ short ဖြစ်တော့လည်းပါအနေထားတော့မရှိဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့စပြီးတော့နှိုးကြည့်အောင် power နှိုးကြည့်လိုက်မယ်အဲ့တော့ကျွန်တော်တို့ကဒီဘက်ထရီကိုကျွန်တော်တို့ဖြုတ်လိုက်ပြီဖြုတ်ပြီးတော့ဒီ battery မှာငုတ်လေးငုတ်ပါတယ်ဘို့လမ်းကြောင်းအရင်မရှာပဲကျွန်တော် ground အရင်ရှာ ground တွေ့ရင်သူနဲ့တောင်ဆုံးနှစ်ဖက်မှာရှိတာ ground နဲ့အပေါင်းအဲ့လိုပဲလွယ်လွယ်မှတ်ထားလို့ရတယ်เนาะဒီမှာအပေါင်းနဲ့အနှုတ်နဲ့သူရေးပြထားတယ်เนาะအကယ်အဲ့လိုမရေးထားရင်ဘယ်ကအပေါင်းဘယ်ကအနှုတ်လဲသိရအောင်ကျွန်တော်တို့တန်ဘီ scale လေးမှာထားပြီးတော့အနီနဲ့အနက်နဲ့ကိုအဆင်ပြေတဲ့တစ်ခုကို ground ချလိုက်အဲ့တော့ကျွန်တော်တို့ ground ချပြီးတော့လိုက်တိုင်းကြည့်လိုက်ငုတ်နှစ်ဖက်ကိုเนาะဒီလိုမျိုးလဲဆိုတော့ကျွန်တော်ပြမယ်ဒီမှာပေါ့ဒီဘက်တောင်ဆုံးကအတန်ပြည်တာဖြစ်တဲ့အတွက်သူက ground လမ်းကြောင်းနဲ့အတူတူမို့လို့အတန်ပြည်တာเนาะအဲ့တော့သူ့ကို ground လို့ပြောတဲ့အတွက်ကျွန်တော်တို့က ground ရှိနေတဲ့ဘက်ကိုကျွန်တော်တို့ဒီအနက်ရောင် cable လေးကိုကျွန်တော်တို့ချိန်လိုက်မယ်เนาะလက်ရောင် cable လေးကိုကျွန်တော်တို့ချိန်လိုက်ပြီအဲ့ဆိုရင်ကျင်းသေးတယ်တခြားတစ်ဖက်ကတော့အနီရောင် cable ပါချိန်လိုက်တော့